1 2 3 okay Yo အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ Burmese Black Dog ရဲ့ Season 4 Episode 11ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်တို့ local band တစ်ခုဖြစ်တဲ့ Out of the Rule ကတကယ် band member 2ယောက်ဖြစ်တဲ့ကိုပိုးကြီးနဲ့ Black and Blue April ကျွန်တော်ဖိတ်ခေါ်ထားပါတယ်သူတို့ဒီနေ့band နဲ့ပတ်သက်ပြီးတော့မေးခွန်းနေမေးမှာဖြစ်ပါတယ်ဟောနော် Yes brother မင်္ဂလာပါ brother မင်္ဂလာပါဗျာ တရားဝင်တော့ပါ ဟုတ်ပါပါဗျာ ကြောင်းတာပါတယ် ကျွန်တော်က ဝမ်းသာတာကိုလည်းတွေ့ရပါတယ် ကျွန်တော် AYZ ပါ Brian ပါ Makezi ကြီးပါကျွန်တော်ကဒီနေ့အစီအစဉ်လေး host လုပ်ပေးမှာဖြစ်ပါတယ် ဟုတ်ကဲ့ကြောင်းတာပါတယ် bro ဟုတ်ကဲ့ပါ ဟုတ်ကဲ့တရားဝင်တော့ပါတယ် မိကုန်းလေးစပြီးတော့မေးမယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့ပထမဆုံးမေးချင်တာဒီဟို brother တို့အနေနဲ့ဘယ်အချိန်မှာစပြီးတော့ဒီ music ကိုစပြီးတော့စိတ်ဝင်စားရလဲပေါ့နော် ဟုတ်ကျွန်တော်တို့ကတော့ပေါက်ကြရအောင်ကျွန်တော်တို့ပေါ့ဒီကောင် able ဆိုလဲကျွန်တော်လည်း cousin ပဲဆိုတော့ကျွန်တော်ငယ်ငယ်လေးကတည်းကတော့ music နဲ့အထီးတွေ့ရှိခဲ့တယ်ပြီးလို့ရှိရင် music ကိုလည်းလုပ်မယ်ဆိုပြီးတော့စိတ်ကူထားကြတဲ့ခေါင်းလေးပဲပေါ့အဲ့လိုမျိုးဟုတ်ဒီ music ကိုစပြီးတော့စိတ်ဝင်စားလာတဲ့အချိန်ကနေပြီးတော့ဗောနော်ဂျာဒီစသချင်း band တွေရင်လှုပ်ဖြစ်တာလားဒါမှမဟုတ်အဲ့လိုကိုပဲအရင် creation တွေလှုပ်ဖြစ်တာလားဘယ်လိုမျိုးဟိုစပြီးတော့လှုပ်ဖြစ်တာလဲဗောနော် ကျွန်တော်တို့ဟိုပါပေါ့ကိုစီပေါ့ပိုးကြီးနဲ့ကျွန်တော်နဲ့က high school မှာပြန်ပြီးတော့စုံတာပေါ့ဒီကောင်ကလည်းပြုံးရွေကနေပြောင်းလာတာ10တန်းမှဒီကောင်ရန်ကုန်ပြန်ပြောင်းလာတော့ကျွန်တော်တို့အဲ့မှာကျွန်တော်က8တန်းဒီကောင်က10တန်းအဲ့ချိန်မှာတူရီယာတွေတော့ကိုစီတင်နေကြပြီကျွန်တော်လည်း drum တွေပါတင်နေပြီအဲ့ချိန်မှာပိုးကြီးကလည်းမှတပုတ်စားရေးတယ်ဆိုတယ်ပေါ့အဲ့အနေမှာကျွန်တော်ဟိန်းချက်နဲ့တွေ့တာ10တန်းပြီးတက်ကတူတက်ကန်ဒီမှာဟိန်းချက်နဲ့တွေ့ပြီးတော့ out of the room ချမယ်ဆိုပြီးတော့အမှစတော့ အဲ့ project စားဖြစ်သွားတာတော့15တော့ဖြစ်မယ်ထင်တယ် ဟုတ်ကဲ့အဲ့ဒါဆိုရင်ဆရာအောင်ပြီးရှင်နောက်တစ်ခုကပေါ့နော်ကျွန်တော်ဒီ Brian သိချင်တယ်ဆိုတဲ့ဟာလေးပေါ့နော်ဒီ band နာမည်နဲ့ပတ်သက်ပြီးတော့လည်း Brian မေးပြပါအောင်ဟုတ်တယ်ဟုတ်ဒီကျွန်တော်တွေ့ရတဲ့ဒီ out of the rule band အနေနဲ့ပေါ့နော်ဒီ rebellion ဆန်တယ်ပြီးတော့လူငယ်တွေအတွက်လည်းပေါ့နော်ဒီ passionate ဖြစ်စေတဲ့နာမည်ပေါ့ပြီးတော့ဘယ်လိုမျိုးပေးပြခဲ့ရလဲပေါ့တော့ဒီ out of the rule ဆိုတဲ့နာမည်ကို out of the rule ဆိုတဲ့ band နာမည်က Hain Tet စီလာတာ Hain Tet ကဘယ်လိုလဲဆိုဒီကောင်က out of the rule project သူ့စီမှာရှိပြီတာဒီကောင်ဒီအဲ့ MTN တို့ဘာလို့လုပ်ပြီးရဲ့နောက်ပိုင်း solo project လုပ်ဖို့သူ့စီမှာသူက plan ရှိရတယ်အဲ့ကနေပြီးမှ border တကောင်နဲ့အဲ့လိုဆက်ပြီးတော့ဒီကောင်ဒီ project နဲ့ကျွန်တော်တို့လည်းဒီဘက်မှာ music work ကိုလုပ်နေကြတယ်ဆိုတော့ပေါင်းပြီးတော့လုပ်ဖြစ်သွားကြတာနောက်ပိုင်းမှာ yes bro ကလည်း bro project တစ်ခုအနေနဲ့ run နေတယ်ဒီနေ့နဲ့တွေ့သွားတဲ့အချိန်မှာဒီသူ့မှာ out of the rule ဆိုရယ် band လုံး project ရှိတယ် yes အဲ့မှာဆက်ပြီးတော့ကျွန်တော်နောက်ပိုင်းကျတော့အဲ့လိုနှစ်ကောင်နှစ်ဖွဲ့ပေါင်းပြီးတော့လုပ်ဖြစ်သွားကြတယ်ပေါ့ဟုတ်အဲ့ band နာမည်လေးကို mention လုပ်လို့ရမလားကိုတို့အရင်လုပ်နေတဲ့ဒီ out of the room မတိုင်ခင်လုပ်နေတဲ့ဟာနာမည်လို့တော့မရှိဘူး bro ဒီတိုင်းပဲကျွန်တော်တို့ကိုယ့်အကိုလုပ်ရေးတယ်ဆိုတယ်ပြီးရင် able ဆိုလဲတော့သူအိမ်မှာကျွန်တော်တို့တီးကြတယ်ဒီတိုင်းပဲ not ဘယ်လိုမျိုးမဟုတ်ဘူး not serious မဟုတ်ကျွန်တော်တို့ကအပျော်ဒီတိုင်းဟီဟာတင်းနေတယ်ဟုတ်တယ် official ဘန်ထောင်ပြီးတော့ဆွဲကြတာမဟုတ်ကျွန်တော်ဆို out of the မရောက်ခင်က era 404ဆိုတဲ့ band မှာကျွန်တော် drummer ဗျအဲ့တော့ပြီးတော့မှကျွန်တော်အဲ့လိုဂီတာလည်းတီးတတ်တယ်ဘာညာဆိုတော့ဘိုးကြီးတို့ကဘန်ထောင်မယ်ဟိန်းထက်နဲ့ဘိုးကြီးကဘန်ထောင်မယ်ဆိုတော့ကျွန်တော်ငါမယ်လေးလို့အဲ့နဲ့ဘာညာညီကိုချမယ်ဆိုပြီးတော့မှကျွန်တော် guitarist နေနဲ့ join လိုက်တာ yes bro အဲ့ဒါဘယ်ခုနှစ်လောက်ဖြစ်မလဲဗျအခုအဲ့ late 2015ပေါ့ဟုတ်တယ်15 16အဲ့ဝင်ချင်းပေါ့အဲ့မှာပဲတွေ့ကြโอเค2015 2016လောက်ပေါ့နော်ဟုတ်တယ်လောက်ပါဟုတ်အခုတို့အဲ့တချင်းမှာပေါ့နော်တမင်ပုံလေးတွေ့ရပါတော့အဲ့တမင်ပုံရဲ့ idea ဟိုဘယ်လိုမျိုးပေးဖြစ်သွားလဲဟုတ်အဲ့ဒါ bro ကျွန်တော်တို့ဟိန်းထက် studio မှာကျွန်တော်တို့အဲ့လို
ဂျိုတွေကအများကြီးပဲသူ့အခန်းထဲမှာအဲ့လိုစူဗီနီယာချိတ်ထားတာပေါ့ဟိုကဂျီတွေလည်းရှိရဆက်တွေလည်းရှိရ ဒီတိုင်းတက်ပြီးချိန်တာထားတယ် အဲ့မှာအဲ့ဒီမက်ကနက်လိပ်ပြလေးကမတင်မဲ့ပဲနဲ့ကတ်ထားတာအဲ့ဒါယူကြည့်တော့ဟျောင်းလို့အဟောင်းနဲ့အစ်စ်နဲ့ဟိုဟောင်းနဲ့အရာတစ်ခုနဲ့ဟိုပါလဲဘောက်ဘက်ကနေပြီးတော့အစ်စ်ဖြစ်ချင်းလိပ်ပြပေါ့နော်အဲ့လိုအစ်စ်တွေအဟောင်းတွေအဲ့ဒီ mix လုပ်တဲ့ theme လေးကျွန်တော်သဘောကျသွားတော့အဲ့ဒါဟျောင်းဒါလေးသုံးမလားဆိုတော့အဲ့လိုပေါ့ ဒီ logo ရဲ့အဓိပ္ပာယ်ပါကလည်းခုနကပြောဟောင်းနဲ့အစ်စ်နဲ့ကြားတဲ့အဲ့လို transition အဲ့လိုမျိုးပြောင်းတဲ့ theme လေးတွေယူပြီးတော့ပေးပြတာပေါ့နော် ဟုတ်တယ်ဗျဟုတ် ဟုတ်ဒီခုနက group ပြောသွားရပေါ့နော်တချင်းစားလို့ဖြစ်တဲ့အချိန်ပေါ့တချင်းကိုစပြီးတော့စိတ်ဝင်စားတဲ့အချိန်ရယ်ပြီးတော့ဒီ band စပြီးတော့လှုပ်ဖြစ်တဲ့အချိန်ပေါ့ဒီ out of the room အနေနဲ့ band စပြီးတော့လှုပ်ဖြစ်တဲ့အချိန်တွေအဲ့အချိန်တွေကိုပြန်သွားကြည့်မယ်ဆိုရင်ကျွန်တော်ဒီတယောက်နဲ့တယောက်ရဲ့ chemistry မိနေအောင်ပေါ့နော် chemistry မိနေအောင်ဘယ်လိုမျိုးတိဆောက်ထားလဲပေါ့ဒီ out of the room အနေနဲ့music genre အနေနဲ့ဆိုရင်ရောဘယ်လိုမျိုးတွေကိုဖန်တီးဖြစ်တာ out of the room တစ်ခုလုံးအနေနဲ့ဘယ်လိုမျိုး music genre ပို့ပြီးတော့အားတာတယ်လို့ထင်လဲအားရတယ်လို့ထင်လဲပေါ့နော် ဟိုဘရိုအဓိကတော့ကျွန်တော်တို့ကအဲ့ဟိုဘယ်လိုပြောမလဲ new metal alternative rap rock ပေါ့အဲ့ဒါကြိုက်တာကြီးကဟိုဘုံ music တစ်ခုအနေနဲ့ပြောရမယ်ဆိုတော့အဲ့လို Linkin Park တို့ဟိုပြီးရင်အဲ့တုန်းကတခြား band တွေပေါ့အဓိက mainly ကတော့ Linkin Park တို့ပါတော့လုပ်တဲ့ music ကိုကျွန်တော် yes ပြီးရင်လို့ POD တို့ပါတော့လည်းကြိုက်တယ်ဗျာပြီးတော့ El Nino တို့ပါတော့လည်းကြိုက်တယ်ဆိုတော့အဲ့လိုမျိုး ကျွန်တော်အဓိက new metal ဟိုပါ base လုပ်ပြီးဟိုပါ အများကြီးကျွန်တော်တို့တိုင်ပင်ရတာမျိုးပါမျိုးတော့မရှိဘူးဗျာ အဓိကကိုရီကြိုက်တဲ့ brother ကြိုက်တဲ့ဟာတွေကိုပဲ blend လုပ်ပြီးတော့ဒီ out of the rules ဆိုတဲ့အရာတစ်ခုပေါ်မှာတိဆောက်တဲ့ဟာမျိုးဖြစ်သွားအောင်เนาะ ဟုတ်တယ်ဗျဟုတ်တခြားဒီ brother တို့တခြား member တယောက်ဖြစ်တဲ့ဒီ Paul ပေါ့နော် drama Paul လို့သိထားတယ်သူနဲ့ရောဘယ်လိုမျိုးချိတ်ဆက်ဖြစ်လဲ base တီးရဟုတ် yeah sorry Paul yeah Paul ကကျွန်တော်ရဲ့ senior ဗျတက္ကသိုလ်မှာစာပိုင်း base သမားအခက်ခဲရှိတော့ base သမားရှာမရဘူးပေါ့အဲ့နဲ့ကျွန်တော် senior ထဲမှာအဲ့လိုဂီတာကောင်းတီးတတ်တယ်အဲ့လိုပေါ့ပေါ်လူကကြတော့သူကိုယ်တိုင်လည်းတချင်းရေးတယ်ဆိုတာရှိတယ်သူတို့အဲ့နဲ့ပေါ်နဲ့ကျွန်တော်နဲ့ကဟိုလို senior junior ဆိုတော့ဟိအောင်မင်းတီးမလားပေါ့တီးမလားဆိုတော့ကိုင်းထက်တို့ဘာလို့နဲ့ mix up ပေးပိုးကြီးနဲ့ mix up ပေးပြီးတော့ band ထဲမှာပါလာတာပေါ့ bro ဒီဟိုလေကျွန်တော်တွေ့ရဒီကိုဆမ်မိုးထက်ပေါ့နော်ကိုဆမ်မိုးထက်ဒီအတန်ပိုင်းဆိုင်ရာဒီ support ပေးတာတွေရောဒီ out of the room အတွက်ဘယ်လောက်အထောက်အကူဖြစ်လဲပေါ့နော်အဲ့ဒါတွေလည်းသိချင်တယ်ဒီကောင်ဟိုဟာဟုတ်တယ်ဟိုကျွန်တော်ကဗျာဟိုခဏကိုကြီးတစ်ခုလိုပဲဗျာဒီလားဟိုပိုးရအောင်နောက်ဆိုရင်ဟင်းထက်နှလုံးဗျာကျွန်တော်ကညာဘက်လက်ဆိုရှေးရဘက်လက်ပေါ်လူကဘဲ6တော့ဆိုဆန်ရညာ6တော့ဗျာဒီလားကျွန်တော်အဲ့ခဏကိုကြီးတစ်ခုလိုပဲအကုန်လုံးကတော့သူ့အနေနဲ့သူ review လုပ်ကြတဲ့လူတွေပဲဗျာအဲ့ဆိုဟိုမခိုကြရလဲပါတာပေါ့ကိုလောက်ချက်ရှိရလောက်ကြတဲ့ခါကျတော့အဲ့လို impact ရှိတာပေါ့ဟုတ်တယ်ဘန်နီကကြတော့ကျွန်တော်တို့ဒီဟိုတယောက်တည်းလုပ်တဲ့ artist တွေလို့မဟုတ်ဘူးပေါ့နော်ဒီလိုမျိုးအကုန်လုံးကဘက်ဆုံသွားနေကြတော့တယောက်နဲ့တယောက်ကအဲ့လို connection လည်းမိရယ်တယောက်နဲ့တယောက် support ခုနက bro ပြောလိုမျိုးပေါ့တယောက်နဲ့တယောက်ကကိုတာဝန်ယူရတဲ့ဘိုင်းတွေကိုယ့်အကူခွဲယူအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုပို့ပြီးတော့ခက်ခဲရပါတယောက်တည်း single artist တွေတက်စားရယ်နိဟုတ် 100% ပါပဲဟုတ်ဒီဘာပေါ့နော် Rosie ရဲ့ bro ရဲ့ဒီ music style อ่ะပေါ့နော်ဟိုကျွန်တော်တို့ရဲ့ local မှာဆိုလို့ရှိရင် unique ဖြစ်တယ်နော်အဲ့လို unique ဖြစ်တော့ဒီဖန်တီးတယ်ဆိုလို့ရှိရင်ဒီ music ကို pop progression တွေတို့ melody တွေတို့အဲ့လိုမျိုး lyrics တွေမှာဆိုလို့ရှိရင်ဘယ်လိုမျိုးစဉ်းစားဖြစ်ကြလဲအားလုံးကျွန်တော်တို့ကတချင်းတစ်ပုတ်တည်ဖြစ်တယ်ဆိုအကုန်လုံးလူအကုန်လုံးစုနေမှာတည်ဖြစ်ကြတယ်အများကြီးအဲကြောင့်မလို့လည်းထွက်ကြတယ်ဗျာသူဖြစ်လာတော့ပြ
ကျွန်တော်တချင်းရေးကျွန်တော်ဖတ်ပြီးကျွန်တော် melody တချင်း melody ပေါ့ဟာ lyrics တွေရေးမယ်ဆိုလဲဒီဟင်းထက်ရှိရမယ်ဒီပေါ်ပူဒီကောင် able လည်းရှိရမယ်အရှိကြီးတို့လည်းရှိရမယ်ဆိုသူတို့ guitar note လေးရှာတယ်ဆိုလဲကျွန်တော်တပံရှိနေကြတယ်ဗျာအဲ့လိုမျိုးဆိုတော့အဲ့ကြောင့်ဖြစ်နေဖြစ်လာဟုတ် အဓိကတော့ဒီ များသောအား out of ဖြ the င့်တော့ room ဟုတ် sorry နော် ရတယ် bro ပြော များသောအားဖြင့်တော့ကျွန်တော်တို့ကဟိုတီးလုံးကနေစတာများတယ်ဗျာတီးလုံးကတော့ဟိုဘက်တရီယာနဲ့စတယ်ဆိုတော့တိတိမတ်တော့မရှိဘူးတခါကြရင်ဟို drum တီးရတာကြီးကိုကျွန်တော်တို့ဂီတာလိုက်ထိုင်နေတချင်းဖြစ်သွားရှိသလိုအဲ့လိုဂီတာတီးရတာကြီးကိုစာသားကြီးလိုက်ထည့်ရနေတချင်းဖြစ်လာတာလည်းရှိရပါဘောအဲ့လိုတီးလုံးကနေစတာတော့များတယ်ဗျာဟုတ် bro တချင်းတွေအဲ့တော်တော်များများဒီ unity ကနေလာတယ်လို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်ဒီအားလုံးရဲ့ out of the room member အားလုံးရဲ့ unity သူတို့ရဲ့ creation နဲ့လာတယ်လို့ပြောလို့ရတာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီ ဒါပေါ့ဗျာ ဟိုအခုကတော့ကျွန်တော် Mad Genius တခြင်းအကြောင်းကိုအသေးစိတ်လေးသိချင်တာပေါ့နော်ဒီ Mad Genius ဆိုတဲ့တခြင်းကိုဘယ်လိုမျိုးအတွေ့ခေါ်နေဘယ်လိုမျိုးဖန်တီးပြလဲပေါ့နော်အဲ့ဒါလေးကိုပတ်သက်ပြီးတော့အသေးစိတ်ပြောပြပေးလို့ရမှာ ဒီတော့အဲ့ဘယ်ကားမှဒီကောင်ကြားတာလေဘသူပြောတာအရင်တည်းကြားတာလေစကား Mad Genius ကကိုဟိန်းထက်ကစတယ်ကိုဟိန်းထက်ကစတယ်ဆိုတာသူကဟိုကျွန်တော်တို့ဟို I Frankenstein movie Frankenstein movie လေ yes ဒီရပြဟုတ် Frankenstein ရဲ့အဲ့လိုပေါ့အဲ့ဒီရုပ်ရှင်တွေကနေပြီးတော့ဟို Mad Genius ဆိုတဲ့ phrase ကိုဟိန်းထက်ကတော်တော်သဘောကျတာသဘောကျတော့အဲ့ဒီကနေပြီးတော့ဖြစ်လာတာပေါ့အဲ့နဲ့အရုပ်ရှင်တွေအိမ်မှာပြန်ကြည့်ကြဟဲ့ရောက်နေတာကြည့်ပြီးတော့ဘာဖြစ်တယ်ပေါ့အဲ့ဟို Mad ဖြစ်နေတဲ့ Genius တယောက်ရဲ့ဟိုပါပေါ့သူရဲ့ standpoint သူ perspective ပေါ့ဟုတ် အဲ့ဒီချင်းတွေ just sing ဒီလိုပါ bro ဒီတချင်းရေးတဲ့အပိုင်းတွေမှာအဲ့တချင်းကိုရေးတဲ့အပိုင်းတွေဒီတီးလုံးဒီ notes တွေဖန်တီးရဲ့အပိုင်းတွေမှာ bro ဟိုအခက်ခဲရှိခဲ့လားဘယ်လိုမျိုးအဲ့ချိန်တော့အမှတ်တရတွေနဲ့ပတ်သက်ပြီးတော့ပြန်ပြောပြလို့ရမလားဗောနော်ဘယ်လိုမျိုးပြန်ပြောပြလို့ရမလဲ အဲ့ဒီကျစ ကျွန်တော်မမိတာဆိုပိုးကြီးရဲ့ outro တချင်းပြီးခဲ့နေတာပိုးရဲ့ you တော့ကဲတော့ဆွဲပြီးတော့အဲ့ crack တော့ အော်တဲ့ဟာကြီးอ่ะမမရဘယ်နှခေါက်လဲအခေါက်20ကျော်တင်နေတွင်းရတာတွင်းနဲ့ပိုးရဲ့အတန်ရောက် helicopter ကြီးပြက်တဲ့အတန်ကြီးပဲဖြစ်လာတော်ကျွန်တော်မေးလေမင်းရ okay လားမဟုတ်ရတယ်ရအောင်တွင်းမယ်အဲ့ဒီမှာအဲ့ဒီမှာထည့်ထားတဲ့ဟာအဲ့ဒါနောက်ဆုံးအဲ့ဒါလက်ကုံပဲအဲ့ဒါပြီးပိုးကြီးကလုံးစကားပြောလို့မရတော့ဖြစ်တယ် လောက crack ကိုလောကအပီးနဲ့អော်လိုက်တယ် yeah တော် တော် challenging ဖြစ်တဲ့ track ဖြစ်မယ်ရှင်လေပိုးကြီးအတွက်ဆိုရင် ဟုတ်တယ် yeah ဒီတခြင်းကနားထောင်သူတွေအတွက်လည်းအဲ့လို taste တစ်ခုအဲ့လိုထူးခြားတဲ့ taste တစ်ခုရမယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့ကျွန်တော်တို့ကိုယ်တိုင်လည်းနားထောင်နေသူ fan တယောက်ဖြစ်နေရောအဲ့လိုထူးခြားတဲ့ taste တစ်ခုရတယ်ပေါ့နော် ကိုပိုးကြီးရဲ့ချင်းဘောပဲနဲ့ကိုပိုးကြီးပြန်ကြီးသွားတဲ့ချင်း အဲ့ကအဲ့လို yes ပြီးတော့ဒီ Able ရဲ့ Black and Blue ဆိုပြီးတော့ run နေရတယ်လေတွေ့ရတယ်ပေါ့နော်အဲ့ဒါတွေအတွက်ဘယ်လိုမျိုးဟို inspiration ဖြစ်ပြီးတော့ဘယ်လိုမျိုးတွေဟိုထပ်လုပ်ဖို့ရှိလဲအသစ်တွေရောထပ်လာဖို့ရှိလဲအဲ့ဒါလေးလည်းသိချင်တယ် ဟုတ်ကျွန်တော်ကြတော့ဗျာဟိုအရင်ဟိုဂီတဝမ်းစာပြည့်တဲ့လူတွေနဲ့ကြီးလာတဲ့အခါကျတော့ဟိုမှာကိုရီမွန်ရှိမယ်ပိုးကြီးရှိမယ်ကိုကြားပေါက်တို့နဲ့လည်းတွေ့တယ်အဲ့လိုပေါ့ဟို SIR တစ်ဖွဲ့လုံးနဲ့လည်းကျွန်တော်ကတင်းတင်းထိတွေ့ရတာကလေးတွေကအဲ့လို8တန်း9တန်း10တန်းတွေကဆိုကျွန်တော်အဲ့လိုဝမ်းစာပြည့်တဲ့လူနဲ့ကြီးလာတော့စိုးတက်တာလည်းကျွန်တော်မှရှိနေတယ်ရေးနိုင်တယ်ဆိုရင်လည်းကျွန်တော်မှနည်းနည်းရှိတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုစမ်းသပ်ချင်တာကို challenge လုပ်နေတာပေါ့ငါတဲကြည့်မယ်ကွာလို့ငါ instrument ပဲတီးတာပြင်းပြီဆိုပြီးတော့ရှင်းစမ်းရေးရနေအဲ့ဒါ feedback ပြီးတော့ပါသွားတာတောက်လျှောက်ပဲ yes bro project မိုက်တယ် bro project တွေရောအဲ့လို project တွေရော feedback ပြီးတော့ဆက်လုပ်ဖို့ရှိလား ရှိရ bro ကျွန်တော်ကြိတ်ကြံနေရတယ် ဒီတော့ကြည့်ကြတယ်ပါဘယ်လိုလာလိမ့်မယ်ဒီတော့လာလိမ့်မယ် yes စောင့်မျှော်နေအဓိကတော့ဒီ bro လုံးမဲ့ရှေ့ပြီးတော့
ရှေ့လျှောက်လုပ်မဲ့ movement တွေနဲ့ပတ်သက်ပြီးနည်းနည်း spoil လုပ်ပါဦးကျွန်တော်တို့ လည်းတော့ ပိုကျမ်းမယ်ပေါ့ပိုကျမ်းမယ် အေး အဲ့လို musically instrumentally အဲ့လိုတခုပေါ့အဲ့လိုကျွန်တော်ဒီအရှိခွေနဲ့မတူတဲ့ဟာတွေပဲကျွန်တော်လုပ်ထားဟိုသိချာလဲတကယ်ကွဲပြားနေအောင်ကျွန်တော်အဲ့လိုကျွန်တော်တခွေကိုကျွန်တော် career chapter တခုလို့ကျွန်တော်သဘောထားတာဗျာတခွေနဲ့တခွေကိုကျွန်တော်အဲ့လိုလုံးဝအဲ့လိုအရင်ဟို music genre မပြောင်းရင်တော့မှပေးတဲ့အတန်ထွက်ပေးတဲ့ taste ပေးတဲ့ story တွေအကုန်လုံးကိုကျွန်တော်မတူအောင်တော့အဲ့လိုမျိုးဟို plan နေရပေါ့ဗျာဟုတ် music music genre အနေနဲ့ဆိုရင်ရော bro ဘယ်လိုမျိုးတွေဖြစ်နိုင်လဲဥပမာဒီ out of the room နဲ့အဲ့လိုမျိုးကိုကြိုက်တဲ့ new metal လို့ဟာမျိုးပဲဖြစ်မလားတခြားဘာတွေပြောင်းလဲသွားတွေရှိမလဲလို့ and music genre ကတော့ကျွန်တော်ကကြတော့အဲ့လို metalcore alternative metal နဲ့ပို့ပြီးတော့ရင်းနှီးရယ် new metal ကကြတော့ငယ်တည်းကကြိုက်တယ်ဆိုပေမဲ့ကျွန်တော်တကယ်ကျွန်တော်လူငယ်ဘဝကိုကြတော့အဲ့ metalcore တို့ alternative metal နဲ့ကျွန်တော်ဖြတ်တန်းတာများတော့အဲ့ဒီဟာတွေကျွန်တော်ပုံစံတစ်မျိုးနဲ့ evolve လုပ်ပြီးတော့ပြန်ခေါ်လာဖြစ်မယ်လို့ထင်တယ် yes မိုက်ပါတယ် bro လုံးဝကျွန်တော်လုံးဝနားထောင်ဖို့စောင့်နေပါတယ်အတင်း yes thank you bro အားထုတ်စောင့်ကျွန်တော် ဒါပဲ ဟုတ်ဒီဟိုပေါ့နော်ကိုပိုးကြီးကဒီ vocalist တရားအနေနဲ့ဒီတက်ပေါ့နော်ဟို Reminiscence solo project တွေလည်း brand ကတွေ့ကြရပါတော့အဲ့ solo project တွေကိုဟိုအဲ့လိုဖန်တီးတော့ကိုဘယ်လိုမျိုးဖန်တီးခဲ့ရလဲပေါ့နော်အဲ့လိုမျိုးဖန်တီးနေတဲ့အချိန်တုန်းကရောဒီလိုမျိုးအခုအော်ရကြီးနဲ့ဆိုတဲ့အချိန်မှာဘယ်လိုနှစ်ခုဘယ်လိုမျိုးပါတာလဲကိုကကိုကျင်းတဲ့အာရမှုတွေရောရှိခဲ့လား ဟုတ်ဘယ်လိုပြောရမလဲ out of the room မှာကြတော့အများနဲ့လုပ်တဲ့အချိန်ကြတော့အများနဲ့လုပ်တဲ့တကောင်နဲ့တဲကြတော့အကုန်လုံးကိုစဉ်းစားရတာဖြစ်သွားတော့ဗျာဒီမှာရှေ့မြဖတ်တဲ့အကုန်လုံးတချင်းတစ်ပုံလုံးစာယူတကောင်နဲ့ဖြစ်သွားတာပဲဖြစ်သွားနည်းနည်းတော့ပို့ပြီးတော့အားပို့ဆိုင်ရပို့ပြင်ပန်းတာပေါ့ဒီကနေ့ဆိုတော့အဲ့တော့အဲ့ rumination ဆိုတဲ့ဟာလည်းကျွန်တော်အဲ့အတွေးတွေကစိတ်သက်ကြနေတယ်မကောင်းနေတဲ့အတွေးအဲ့ဟာကြီးဖြစ်နေတော့တင်းဆိုတော့ဖြစ်တာပေါ့လူကတော့စိတ်ပိုင်းဆိုင်ရာပါရတော့နည်းနည်းတော့ကြားတယ်ဒါပေမဲ့ AEP တွေကိုရအောင်လုပ်လိုက်တယ်ဆိုတော့အားမရတာလေးတော့ရှိတယ်ဒါပေမဲ့နောက်ပိုင်းကျရင်နည်းနည်းလေးအဲ့အလေးကိုဖြည့်ပြီးတော့ပိုကောင်းအောင်လုပ်မှာပေါ့ yes bro အဲ့ rumination album နဲ့တချင်းနေမှာပေါ့နော်ဒီ music by ကို produce လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်ဒီစာသားတွေ produce လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်ဒီ bro အပြင် bro တယောက်တည်းပဲလောက်တာလားတခြား bro ကူညီပေးတဲ့သူတွေရောရှိတာသူတို့ရော bro shout out လုပ်ပေးလို့ရမလားပေါ့နော်ရှိရပါကျွန်တော် beat produce လုပ်ပေးရဆို link ထက်အောင်ရန်လင်းအောင်ပြီးလို့ရှိရင်အဲ့နှစ်ကောင်ပေါ့ကျွန်တော်တောက်ချော produce လုပ်ပေးနေဒီ EP တခုလုံးကျွန်တော်နှစ်ခွေလုံးပဲဗျ yes over able survivor yes yes bro အဲ့ဒီ solo project တွေနဲ့ပတ်သက်ပြီးတော့ကိုကြီးကဒီရမေးကြတယ်လူမေးနေတီးကြတာရများတီးကြတာရပါ solo project အနေနဲ့တော့ bro ဒီကိုပိုးကြီးအနေနဲ့ဆိုရင်ရောဒီကို run တဲ့အခါမှာဘယ်လို music genre တွေပို့ပြီးတော့ဟိုကိုပိုင်အာတီတာရှိလဲပေါ့တခြားဘာ music style တွေလုပ်ချင်တာရှိလဲပေါ့ကျွန်တော်ကကြောက်ဒီဘက်မှာဟိုလိုမျိုးကြီးလုပ်ခဲ့ကြတော့ဒီဘက်အခုဒီကျွန်တော် rumination ပြီးသွားတော့ကျွန်တော် searching for nothing ဆိုပြီးကျွန်တော် project တွေတခုတည်ထားတယ်အဲ့ဒါကြတော့ကျွန်တော်နည်းနည်း dark မဖြစ်ပဲနဲ့ကျွန်တော်နည်းနည်းပေါ်ပါဖြစ်တဲ့ဘက်ကိုကျွန်တော်ဟွာကိုရှိတယ်ပေါ့နော်အဲ့ဟာမျိုးဒီဟိုလိုမျိုးထက်တော့ဟိုတောင်းချမ်းဖို့ထက်နည်းနည်းလေးချေးတဲ့ vibe ပြီးသွားဖို့ပုံများမယ်ထင်တယ်ကျွန်တော်နောက်ပိုင်းလုပ်တဲ့ဟာလေးတွေကyes နားထောင်တဲ့သူတွေအတွက်ဒီကိုပိုးရဲ့ evolution တစ်ခုလိုမျိုးမြင်ရပါဘောเนาะ yes ဟုတ် yes ပြီးတော့ဒီကိုပိုးကြီးကဒီ out of the room မှာ main vocal ဖြစ်တော့ဗျာဒီအဲ့လိုအတန်မိုင်းကောင်းမွန်အမြဲတမ်းအဲ့လိုကျုံညင်နေရလားဒါမှမဟုတ်အဲ့လိုမျိုးအဲ့လိုဟိုလေ့ကျင့်တာရောရှိလားတော့အဲ့လေးတည်တယ်မရှိဘူးကျွန်တော်ဒီတိုင်းပဲ ဒီတိုင်း ever
recording ကျုံနေတယ်နော် ready တော့ဆိုရအောင်တော့ဆိုတယ်လည်းပေါ့ပါပါဆိုကျွန်တော် music ဆိုရင်အဲ့လိုမျိုးပေါင်းကြီးတို့အားကြီးနေဆိုကျွန်တော်တိတ်မလုပ်တော့ဘူးလေကျွန်တော်တို့ကြောက်တယ်ဟုတ်နိုင်ငံ fire in the soul ဖြစ် fire in the soul ဖြစ်ဟုတ်တယ် yes ဘယ်တော့အဲ့ fire ဘယ်တော့ time လဲတော့မသိဘူးလား bro ဗီဇာမကုန်တည် မိသားမကုန်ငယ်ဆက်လက်လောင်ကျွမ်းမယ်ပေါ့ လောင်ကျွမ်း လောင်းလာ yeah bro ဒီဟိုဒီတခြားဒီ April ဘာလို့ဆိုလဲ guitar တီးရဲ့ instrument တီးရဲ့ဆိုတော့အဲ့အရင်နဲ့ပတ်သက်ပြီးတော့ဒီ band အနေနဲ့ရောအခုချိန်မှာကျွန်တော်တီးသလောက်ကတော့ bro ဒီတယောက်တနေရာလေးဖြစ်နေရကိုပိုင်လုံးတင်လည်းဖြစ်နေရဆိုတော့အဲ့လိုမျိုးစူးစီးမှုတစ်ခုအနေနဲ့ပြန်ပြီးတော့အဲ့လိုမျိုးဘယ်လိုမျိုးလုပ်ဖို့ chemistry မိနဲ့ project တွေလုပ်ဖို့ရှိလားပေါ့ဘယ်လိုရှိလဲပေါ့ bro အခုကကျွန်တော်တို့ out of the rule ကတဝက်ကဘန်ကောက်မှာရှိတယ်ဗျကျွန်တော်တို့ဂီတာသမား2ယောက်လုံးရှိတယ်ပိုးကြီးရှိတယ်ပြီးတော့ကျန်တဲ့တဝက်ကတချို့ကလည်းရန်ကုန်မှာပေါ့တချို့ကတော့တခြားမြို့တွေမှာပေါ့ဟုတ်ဒါပေမဲ့ဟိုအဲ့လို online မှာတော့အများနဲ့ကျွန်တော်အထိတွေ့ရှိတဲ့အခါကျတော့ဟို beat တွေကတော့ထွက်နေတယ်ဒါပေမဲ့မပြီးတာတချင်းတွေကလည်းရေးနေတယ်မပြီးတာအဲ့လိုမျိုးပေါ့ရင်တော့ပြောလို့ရက်နေတာရောဟုတ်တပန်လုံးကမစုံဘူးလေမစုံတော့မလုပ်ဖြစ်ဘူးကျွန်တော်ကအဲ့လိုအကုန်လုံးစုံပါလို့အဲ့လိုဟုတ်တယ်နော်အကုန်လုံးစုံပါလို့ဖြစ်တာဆိုဒီကျွန်တော်ရန်ကုန်မှာလူမျိုးတစုတစည်းရဲ့မှုတော့နည်းနည်းဟုတ်တယ်နည်းနည်းခက်ခဲမယ်ထင်တယ်ဟုတ်တယ်ဗျအဲ့ဒါလည်းနော်ကိစ္စတခုဟုတ်ပါဟိုဒီဟိုပါနော်ကိုပိုးကြီးVoice of the Youth 2017မှာလေပထမဆုံးဒီခဲ့တဲ့ stage performance ကိုသိရအောင်เนาะအဲ့မှာဒီ April ကိုပိုးကြီးရဲ့ stage performance တွေနဲ့ပတ်သက်ပြီးတော့အဲ့ရောအမှတ်တရလေးရှိခဲ့တယ်အဲ့ဒီဒုတိယပုံမြောက်ပါလားရှေ့ပြတ်သွားရှေ့ဟုတ်တယ်တို့ချောချောအဲ့ဒါဆက်ပြရစစ်ဟုတ်တယ်ကျွန်တော်ဆင်အောင်ကြီးစင်းရောမဆိုတော့ဘူးဘာမှမဆိုတော့ဘူးကွာဆိုပြီးစင်းချသွားတာမိုက်ကြီးကြိုက်ရောဘာမှဆင်ရလည်းကြောက်တယ်လေဗျာဒီလိုကြောက်တယ်ဆိုတိုင်ပေါက်ပါဘာလို့အောင်လဲမသိဘူးဒဲကွင်သွားအပေါ်လူတွေကျန်ခဲ့ရပါဘောကျန်ခဲ့ရပါဘောကြည့်ကြတော့ကျွန်တော်က suicide plan ကအကိုတယောက်ကသူ spare guitar ပါတယ်တဲ့ငါမှတစ်လုံးရှိသေးတယ်တီးကြည့်မလားဆိုတော့okay တော်သေးတာပေါ့ဆိုပြီးတော့အဲ့ guitar ကြီးကိုဖွင့်ထုတ်ပြီးတော့ကိုနေဆို guitar တော်သေးတယ်မမရဟုတ်ပါ yes stage performance တွေနဲ့ပတ်သက်ပြီးတော့အမှတ်တရတခြားဘာတွေရှိသေးလဲ bro စီမှာလို့ပြောပြပေးလို့ရအောင် bro fanny နဲ့အမှတ်တရတော့လို့ stage performance လုပ်နေတဲ့အလွဲတွေဖြစ်တာတော့ရှိခဲ့ကြတယ် out of the rule bro ပွဲတာအများကြီးတော့ကျွန်တော်မဆိုလိုက်ရဘူးဆိုလိုက် maybe ရှိမယ်ဆိုရင်တပွဲနဲ့လေ10ပွဲ5ပွဲအောက်မှာတော့ရှိမလား5ပွဲအောက်မှာပဲရှိဟုတ်ဆိုတော့အရင်ဟိုထူးခြားဖြစ်စဉ်ကြီးတွေတော့ရှိတော့မရှိဘူးအဲ့ဒီဂီတာကျိုးပြတ်တာကြီးတစ်ခေါက်ရယ်အဲ့ဒါလောက်ပဲ bro ဒါကျိုးပြတ်ပြီးကွက်သွားတွေ့ပါဘိုကေရဆင်းကြပါကဲမှာတိုင်ပေါက်သွားလေ idiot ငါတို့ခေါ်ဆိုတဲ့ live ဟုတ်တယ်ကျွန်တော် drum နဲ့လည်းအဆင်မပြေတော့အကြာကြီးပဲလူများတွေကစောင့်နေတာရောက်နေကြည့်မဲ့ဟိုအဲကျွန်တော်စောင့်နေတာ bro လည်းအဲ့ပွဲတစ်ပွဲကျွန်တော်သတိထားမိလိုက်သေးတယ် band ကြီးပဲ local band ကြီးပဲစုလုပ်တဲ့ပွဲနဲ့တူတယ် idiot တို့ပါအောင်လည်းပါတယ်ဟုတ်တယ်yes ဒီနောက်တစ်ခုကတော့ဒီ listener တွေနဲ့ပတ်သက်ပြီး bro ရဲ့ listener တွေနဲ့ပတ်သက်ပြီးမေးချင်တာကတော့ဒီ out of the rule ရဲ့ listener တွေအပေါ်မှာ out of the rule ကပေးတဲ့ emotion impact လို့ဘယ်လိုမျိုးမြင်လဲပေါ့နော် bro ဘယ်လိုမြင်လဲဆိုတော့ကျွန်တော်တို့တချင်းကောင်းစင်နေအတိုင်းပဲ bro yes ကျွန်တော်ပရိသတ်တွေထဲမှာဆောင်ရဲယူသွနေတဲ့ mad genius တွေရှိတယ်ဘဝကို have fun လုပ်ဖို့လိုနေတဲ့ကောင်တွေလည်းရှိတယ်အဲ့လိုပေါ့ပြီးတော့အဲ့လိုအမှောင်နေရနေကြုံသွားတဲ့လူတွေလည်းရှိတယ်သိရပါလားyes တချင်းကောင်းစင်တွေက
တချင်းကောင်းနေတယ်သူတို့ရဲ့ဟိုဟာတွေကိုပြန်ပြီးတော့ဓာတ်ရိုက်ထင်ပြရလို့ကျွန်တော်မြင်တယ်ဟုတ် ကျွန်တော်လည်းအဲ့လိုမြင်တယ်ဒီ out of the rule ရဲ့တခြင်းတွေကခုနပထမကျွန်တော် mention လုပ်တယ်လို့ပဲဒီ society အတွက် rebellion ဆန်တယ်ပြီးတော့နောက်တစ်ခုဒီ emotion ပြင်းထန်တယ်ပေါ့နော်ပြင်းထန်တဲ့ emotion တစ်ခုကိုပေးရလို့ကျွန်တော်မြင်တယ်ပေါ့နော် deep ဖြစ်တာပေါ့ လောထီရတာဒီလောထီ ဟာအစိတ်သိရင်ဝင်တချင်းလောက်တော့အဲ့လိုဖန်တီးပြတဲ့အကြောင်းလေးရောပြောပြလို့ရပါရဲ့အဲ့လို bro အစိတ်တင်ကိုရင်ဝင်တခြင်းကကျွန်တော်တို့တခြင်းမဟုတ်ဘူးသူ lazy နဲ့သူတို့ original version တခုရှိရတယ်တဲ့မင်္ဂလေးနဲ့ဆိုတာသူတို့ original version အဲ့တော့မှကျွန်တော်တို့ဒီ Hinted EP မှာကျတော့ကျွန်တော် featuring နေနဲ့ acoustic version ပြောင်းပြီးတော့သူတို့ပြန်လုပ်ထားကြတယ်အဲ့လိုဖြစ်တာအဲ့ဒါသူတို့စီကသူတို့တည်ထားပြီးသားတခြင်းကျွန်တော် featuring ဝင်ဆိုပြီးတဲ့တော့ဖြစ်သွားတော့ဒီဟိုပါပေါ့ဘိုးကြီးနောက်ဆုံးထွက်ထားတဲ့လှုပ်ဆက်တဲ့ချင်းအဲ့ဒီတချင်းကဘယ်တော့ကရေးပြခဲ့တာလဲနဲ့ဒီတော့အဲ့ဒီ production style လေးကိုနည်းနည်း breakdown လေးလုပ်ပြီးကြဟုတ်ကဲ့နှုတ်ဆက်ကလိုင်းကြောက်နှုတ်ဆက်ကဟိုကကျွန်တော်ကို HE ရေးထားပေးတာတွန်ရေးထားပေးတာကျွန်တော်သူ့ည2နာရီလောက်ကျွန်တော်သူ့တက်စာကိုကျွန်တော်လိုဖြစ်နေတယ်လိုဖြစ်နေဆို okay bro ကျွန်တော်တချင်းဒီ project လေးတစ်ခုတော့ဆွဲရမယ်ဆိုတော့ music production ပိုင်းကျတော့ကျွန်တော်ဒီမှာအလုပ်လုပ်နေတောက်လျှောက်ဒီမှာတစ်နေ့ကျော်တော့ကျွန်တော်တောက်လျှောက်အလုပ်လုပ်နေပြီးတော့ကျွန်တော်ထွက်ပေါက်လုပ်နေရ music လေးငါလုပ်ချင်တယ်ဆိုပြီးတော့အဲ့လို music လုပ်နေဒီ2လ3လလောက်ပေါ့ခဏနာပြီး music တွေဒါပြန်လုပ်နေတဲ့အချိန်အမှညီအိမ်မှာလာလုပ်တာညီအိမ်မှာဆိုတော့သူကလည်း music လုပ်နေတဲ့အကောင်ပဲဆိုတော့ပစ္စည်းတွေကလည်းအိမ်မှာရှိပြီးနေတော့အဲ့သူနဲ့ပဲ ဟွာလေ ဘူးလူ Happen ထဲမှာ trend တည်းတရားလေ yeah Victor Happen ထဲမှာသူနဲ့လာလုပ်တာအဲ့နဲ့ project ကအဲ့လိုမျိုးလုပ်ဖြစ်သွားကြတယ်ကျွန်တော်ဟုတ် yes ဒီ bro တွေ့ကျွန်တော်တွေ့ရပါတော့ဒီ able ဆိုလဲသူ live session တခုဒီမှာ perform လုပ်တာတွေ့ရပါတော့ live session ဒီအဲ့ဟာနဲ့ပတ်သက်ပြီးတော့ပြောပြပြီးလို့ရမလားပေါ့နော်နောက်တစ်ခုကဒီ electronic တွေနဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုးelectronic music တွေနဲ့ပေါင်းပြီးတော့ဖန်တီးရဲ့ဟာမျိုးပေါ့အဲ့ production style ဆိုရင်နည်းနည်း bro သွားတဲ့ way နဲ့တူတော့တူတယ်ဒါပေမဲ့နည်းနည်းကွဲပြားရပါတော့အဲ့လိုဘယ်လိုဖန်တီးပစ်တာလဲပြီးကိုပိုးကြီးဆိုရင်လည်းဒီကို RA နဲ့ပန်းထောက်ကြောက်ဆိုရုပ်ရှင်တွေကဒီ soundtrack ပေါ့နော် soundtrack ဖန်တီးပစ်တာဆိုလည်းဒီ bro သွားနေတဲ့တချင်းလုံးတမန်လုံးနေတဲ့ style နဲ့ကွဲထွက်တယ်ပေါ့နော်အဲ့အတွေ့အကြုံတွေဒီလုံးနေကြပုံစံနဲ့ကွဲထွက်ပြီးလောက်ရအတွေ့အကြုံတွေပြောပြပေးလို့ရမလားပေါ့နော်အဲ့ကွာခြားမှုတွေပါရှိတယ်ပေါ့အဲ့ post walk live ကကြတော့အစတော့ out of the rule ကန်လန်းတာဗျဒါပေမဲ့ကျွန်တော်တို့အဲ့လို player အခက်ခဲနေပါနဲ့ပြီးတော့ပိုးကြီးကလည်းမအားအဲ့တလုံးမှမအားဆိုတာ rumination လုပ်နေရလားပါမသိဘူးrumination လုပ်နေမှာမဟုတ် rumination ထွက်ပြီးလားငါလည်းမသိရောဒါပေမဲ့ကျွန်တော်မှတ်မိတာပိုးကြီးမအားဘူးပြီးတော့ out of the rule က player အခက်ခဲတချို့ရှိနေရတယ် black and blue project တော့ရှိတယ်ကျွန်တော်တချင်းဒီလိုရှိတယ်ဟိုကျွန်တော်လိုချင်လားပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါဆိုတဲ့လိုချင်တာပေါ့တဲ့ဒီလိုမျိုးတပန်တော့လိုတယ်ပေါ့နော်အဲ့လိုမျိုးဟိုသူတို့ live session တောက်လျှောက်ကလည်းတခြား music အမျိုးအစားတွေကပါကြတာအောင်ဆိုတော့ကျွန်တော်ဒီဘက် channel ကနေလည်း yes ပါသေးခြင်းနဲ့ပေါ့တပန်လောက်တော့ပါသေးခြင်းနဲ့ဆိုတော့ကျွန်တော်အဲ့ဒါလက်ခံလိုက်ပြီးတော့လုပ်ဖြစ်တာဟုတ်ကျွန်တော်ပြောလိုက်တော့နဲ့ array နဲ့လုပ်တဲ့ပန်းထောင်ကြောင့် project မှာကြတော့ကျွန်တော်အဲ့လိုမျိုး project လေအဲ့လိုဘာလုပ်ပါဆိုတဲ့ project ကိုတစ်ခါမှလက်မခံဘူးရလေနော်အဲ့ဒါကြောင့် pressure တော့ရှိကြပါဘူးတရားမသူတို့ဘယ်လိုများလုပ်ချင်လဲဘယ်လိုများလုပ်ချင်လဲဆိုဒါပေမဲ့သူတို့ကတော့ဘာ pressure မှတော့မပေးပါဘူးကျွန်တော်တို့တည်ရမှာဒီတိုင်းဒီလိုပုံစံလုပ်ချင်တယ်ပြီးကျွန်တော် script ပေးအဲ့ပုံမှာကျွန်တော် like ပြန်ရေးတယ်ပြီး array ကပြန်တည်ရပေါ့ yes တိတ်ပြီး pressure နည်းနည်းတော့ရှိကြပါဒါပေမဲ့ရန်တော့ဟုတ်ဒီတိုင်းတချင်းဒီတိုင်းရေးရတဲ့ဟာနဲ့အဲ့လို script ကိုကြည့်ပြီးရေးရတဲ့ခါကျတော့လို့နည်းနည်း limitation တော့ရှိမယ်ပေါ့နော်ရှိရပါဘူးသူ character ပေါ်မှာသူတို့လိုချင်တဲ့ story ပေါ်မှာတော့ like ပြန်ရေးရတာပေါ့ဟုတ်ဒါပေမဲ့ကိုလိုချင်တဲ့ဟာကိုပဲပြန်ဆွဲပြီးတော့လုပ်ပြန်ပြီးလုပ်ရတာ yeah comfortable ဖြစ်အောင်ရေးလို့အဆင်ဟုတ်ကဲ့ဒီ
那ကျွန်တော်မေးရတဲ့မှာလည်းပါပါတော့ဒီ bro အနေနဲ့ဆိုလဲဒီ electronic နဲ့နည်းနည်းဆက်တဲ့ဟာမျိုးလေးလုံနေရလေးတွေ့ရပေါ့နော်အဲ့မျိုးဆိုတော့ bro ဘယ်လိုမျိုးရှိဆက်သွားဖို့ရှိလဲအဲ့လိုမျိုးဟာနေပတ်သက်ပြီးတော့နည်းနည်းပြင်းဖို့ရှိတာပေါ့ bro အဲ့ story ပြောရမယ်ဆိုရင်သူက generational connection ပေါ့အခုကျွန်တော်တို့တွဲလုံးနေတဲ့ DJ ကျွန်တော်တို့နဲ့ခင်နေတဲ့တွဲလုံးနေတဲ့ DJ တွေအကုန်လုံးကမှန်တိုင်းပြောရရင် Terabase ဟိုဟာပြီးတော့မှအဲ့လိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ senior ကြီးကျွန်တော်တို့ရဲ့ဆရာကြီး EDS ကလည်း Terabase နဲ့အဲ့လိုတခြင်းတွေစထုတ်ပြရတယ်ဗျာတူဖို့ project တခုTerabase နဲ့ EDS အဲ့ဒါကြည့်ပြီးတော့ကျွန်တော် inspire ဖြစ်တာပေါ့အော်ဒီလိုပေါ့ငါတို့အကိုကြီးတွေပြီးတော့ငါတို့လှည့်ကြရင်လည်းစမ်းကြမယ်ပေါ့ဒီမှာပြင်းကြပြီဆိုပြီးတော့အဲ့လိုအာရီတို့ဆိုတာလေသူတို့ DJ စလုပ်ခဲ့တာကျွန်တော်နဲ့ခင်နေတာဆိုတော့ဒီနေ့ကျရင်လှုပ်ဖြစ်မယ်ဆိုတော့အများနဲ့တိုင်ပင်နေကြတာပဲဟုတ်အဲ့လိုဟုတ်ဒါကလည်းပို့ပြီးတော့တခြင်းတွေပို့ပြီးတော့ white ဖြစ်တာပေါ့နော်ပို့ပြီးတော့ပြန့်နှံ့ဖို့အတွက်ဒါပို့ပြီးတော့အထောက်အကူဖြစ်မယ်လို့ထင်တယ်ပေါ့နော်နောက်ပိုင်းခေတ်ကလည်းအခုက electronic ကိုကျွန်တော်တို့ဒီ rap တွေပါဆိုတော့ electronic နဲ့ပတ်သက်ပြီးတော့မပါလို့မရတော့ဘူးဖြစ်နေတာပေါ့နော်ချို့ drop တွေပါလို့လုံးဝဟုတ်တယ်ဟိုအမှန်ကန်ဖြုတ်ရ drop တွေပါဟုတ်တယ်ဗျနောက်တစ်ခုကျွန်တော်ထပ်သိချင်တာလို့ဒီ local industry ပေါ့နော် music band တွေသူအပြင် brother or band တွေနဲ့တွားရတယ်တယောက်ချင်းစီလဲ solo side project တွေရှိရဆိုတော့အဲ့လိုမျိုးတွားရတဲ့အချိန်မှာ local industry အပေါ်ဘယ်လိုမြင်လဲဘာတွေပြောင်းလဲဖို့လိုတယ်လို့ထင်လဲပေါ့ brother တယောက်ချင်းစီရဲ့မှတ်ချက်လေးလို့သိချင်တာပေါ့ကျွန်တော်ကတော့ industry အပေါ်မှာတော့ဘာမှကြီးတော့ကိုလှုပ်ရှားရှိရပဲကိုကောင်းလှုပ်ကြမှန်ကန်လှုပ်ကြရင်ဘာမှတော့ဖြစ်စရာမရှိအခုကအဲ့မှန်ကန်လှုပ်နေကြလို့တိုင်ပတ်နေကြတယ်ကိုလှုပ်ရှားရှိရမှန်ကန်မဆက်လှုပ်ကြဘူးဒါပဲဟုတ်ကျွန်တော်အဲ့လိုကျွန်တော်ဟိုမေးချင်တော့ကိုပိုးကြီးဒီ music fan ဒီရဲ့အချိန်မှာပေါ့နော်ဒီကိုပိုင်ဖြစ်တဲ့မူကိုပဲခံစားပြီးတော့တခြင်းလောက်တာလားဒါမှမဟုတ်ဒီပတ်ဝန်းကျင်မှာဖြစ်ပြနေတဲ့အရာတွေကိုခံအခြေခံပြီးလုပ်တာလားပေါ့နော်အဲ့ဒါတွေသိရတယ်ဟုတ်ကျွန်တော်တချင်းရင်းတော့ကိုရဲ့ personal တချင်းရင်း personal အရင်ဆန်တယ်တခြားလူတွေနားမလဲပါလေနည်းနည်းတစ်ခါလေးကြာရင်စိုးရိမ်နေတယ်အရင် personal အားကြီးလာဆိုပြီးဘေးဟာတွေတက်ကွက်ကို focus လုပ်တာပုံရတယ်အေဘယ်လိုမျိုးတချင်းရင်းဘယ်လိုပုံစံမျိုးနဲ့ရေးပြလဲပေါ့ကျွန်တော်လည်းကိုယ်ပိုင်ခံစားချက်ပဲများတယ်ဒါပေမဲ့အဲ့လို common ဘယ်လိုပြောရမလဲဥမာကျွန်တော်ခွေတဲ့ survival တို့ the voyage တို့အဲ့လိုမျိုးသချင်းတွေကြတော့လေဒါအများနဲ့သက်ဆိုင်တဲ့ conceptual music ဖြစ်နေတဲ့အခါကျတော့ကိုယ်ပိုင်ခံစားချက်မဟုတ်ပေမဲ့ကိုမြင်တဲ့ shoot down ကနေရေးတာပေါ့ဟုတ်ဒီဟိုအကိုတို့ဒီ bro ဘောနော်ဒီတချင်းဖန်တီးရအပြင်တခြား normal life မှာပါကြဆိုရောဝါသနာပါရဲ့ဥစ္စာကြီးအောင်မလို့ရှိတယ်ဟုတ်ဒီလိုဟုတ်ပဲနဲ့ချမ်းလူတွေနဲ့ကိုယ်နေလဲရှာ form တခုဖန်တီးပေးရမယ်ဆိုတော့သူဖြစ်ပါလေပိုးဖြစ်ကျွန်တော်ကတော့ art form နောက်တစ်ခုနဲ့ကျွန်တော်ပကြီးလည်းကောင်းမဆွဲတတ်ဘူးကျွန်တော် music ပဲလုပ်ဖြစ်မယ်ထင်တယ် music လုပ်ဖြစ်မယ်လို့ကျွန်တော်ရင်တော့ဘောလုံးသမားဖြစ်ချင်တာရှိတယ်ဒီတခြားဝါသနာပါရဲ့ဟာပါညာအားလည်းချိန်မှာလုပ်တဲ့အရာကြီးကျွန်တော် art ဆိုရင်တော့ဟိုပါ martial arts ပေါ့ကျွန်တော် boxing လုပ်ရတာပြင်ပါလေဟုတ်လားကျဲတော့အဲ့လိုဒီ boxing တွေပါလဲဆော့တယ်အဲ့ဟုတ်ဘယ်ကောဆော့ပြလားဘန်ကောက်မှာကျွန်တော်တခါလေးတော့မွေထိုင်းကျင်နေရောက်တယ်ဗျာဟုတ်yes ဘယ်ကောမှာမွေတိုင်းပဲဆိုတော့မွေတိုင်းပဲကြုံတယ်ကောင်းဖြစ်တယ်ကျွန်တော်ခေါင်းဟိုတဲအိတ်နဲ့ခေါင်းနဲ့တိုက်နေသူတို့ကမြန်မာမှတန်းသိပါတော့တောက်လို့ပြ tradition ကျုံတော့ရိုက်ပြီးခေါင်းတိုက်ပဲတက်နစ်တွေပါနေတာဟိုသူတို့ကြည့်လိုက်
အဲ့ဒါမြန်မာမဲမြန်မာလားလက်ဝိတ်တက်တာလားဟုတ်တယ်ကျွန်တော်ရန်ကုန်မှာဆော့တယ်ပေါ့အဲ့လိုtechnique ဒီဘက်ကဟာဗမာဟာနဲ့သူတို့မွေတိုင်းဟာနဲ့မတူဘူးထင်တယ်နော် ကွာတယ်ဗျသူတို့ဟိုအယူဆဟိုအားကစား rule ကြောင့်မှာဟိုအမှတ်နဲ့ knock out နဲ့ဆိုတော့အမှတ်သမားကြတော့အမှတ်ပဲယူတာပေါ့ထိုင်းနေကြတော့ဟိုမြန်မာပြည်မှာကြတော့မလဲလဲအောင်ပို့ရတဲ့ခါကျတော့ဟုတ်တယ်သူတို့ရင်ဘတ်ထဲကပို့တော့မတူဘူးထင်တယ်Okay bro ဒီ music ပဲမလုပ်ဖြစ်လို့ရှိရင်အခုချိန်မှာဘာလုပ်နေမလဲအဲ့လိုပဲ boxing တပါးဖြစ်တယ်ပဲ ကျိတ် အဲ့လိုကလေးလေးတွေကိုနီးပြလုပ်ချင်တာအဲ့လို Oh yeah အဲ့လို sir ကိုပိုး solo ရဲ့ project တွေဟုတ် ကိုပိုးရဲ့ဝါသနာကပါကြ ဟုတ်တယ် ဘောလုံးသမားပဲကျွန်တော်ကဘောလုံးသမားဖြစ်ချင်တာဒီတော့ကျွန်တော်သမားဖြစ်ချင်တာဘောလုံးသမားဖြစ်ပါ တခုဖွာလိုက်အောင်မယ်ပိုးကြီးကငငယ်တော့ director တာဖြစ်ရှင်တာ ဒါတော့ဘာလို့လဲ ဒါကင်မရာအယူဆရုပ်ရှင်ကြည့်ရင်လေ तू ကစာတန်းလည်းမဖတ်ဘူးမင်းသားရဲ့တရုပ်ဆောင်တဲ့ skill တွေပါမတူကင်မရာ angle တွေလိုက်ကြည့်ပြီးတော့လူတိုင်းကိုအဲ့ဒါပဲပြောတာ तू ကဟဲ့အောင်ဒီတလုံးကဒီကနေကြိုက်ဟိုတလုံးကဟိုဘက်ကနေကြိုက်တာဟာ bro အဲ့ကျွန်တော် တော့ရှိ အဲ့ခံစားချက်ကျွန်တော်တည်တယ်အဲ့အရင်ပြမှန်းတယ်ဗျာဒီရုပ်ရှင်ကြည့်ရတယ်လေအဲ့လိုရုပ်ရှင်ကိုမမျောပြဘူး enjoy လုပ်လို့မရဘူးသိရမလား ဟုတ်တယ် judge လုပ်နေလို့ဖြစ်နေ ဟုတ်တယ် ဟုတ်တယ်နော် ဟုတ်တယ်ဘယ်လိုစဉ်းစားမလဲမသိဘူးပါ ဟုတ်တယ် bro ကျွန်တော်တရှင်နားထောင်လို့ရှိရင်လည်းအဲ့လိုမျိုးပဲလို့သိရမလားလူများတွေကပါ enjoy ဖြစ်နေပြီကျွန်တော်တို့ကနားထောင်ဒါကြီးကကောင်းတယ်မကောင်းမှားနေလားအဲ့လိုမျိုးလိုက်ဖြစ်နေ ဟုတ်တယ် yeah အဲ့လိုဘာဖြစ်လို့လဲတိသွားလို့ဘယ်မတိမှမဖြစ်ဘူးတိသွားတော့အဲ့သိုးသွား ကျွန်တော်ဒီအခုကျွန်တော်တက်နေတဲ့ editing class ဆိုတယ်အဲ့လိုပဲသူအဲ့လိုလိုက်ကြည့်ခိုင်းတာကျွန်တော်အစတော့အဲ့လိုမကြည့်ဘူးကျွန်တော်ကဟို brother ပြောလို့ပဲရုပ်ရှင်မင်းသားကြီးမင်းသမီးဇလန်းတွေလိုက်ကြည့်ရကောင်အဲ့လိုလိုက်ကြည့်ကြတော့စားတယ်ဟာ wide angle နဲ့လာဘာ angle အဲ့ဒါကြီးလိုက်ကြည့်ခေါင်းတွေမူဘူးကိုဘိုးကြီးအဲ့ဒါ out of the room ပဲဖြစ်ဖြစ် side project တွေ music video ရိုက်ရင်ပဲဖြစ်ဖြစ်ကိုကြီးကလောက writer perspective ကကြည့်လို့ရတယ် ပွားတော့ပွားဒီနားမှာတော့ပွားတယ်ပွားကြတယ်တပံလုံးလဲပွားတယ် music video တွေဒီကောင်လေးလဲ music video နဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြပေးလို့ရအောင် bro music video ရိုက်တဲ့အတွေ့အကြုံလေးတွေပေါ့ အော်အဲ့ထဲမှာပါတဲ့ smoke တွေက smoke အတုတွေဗျာတိရွက်အစိမ်းတွေကိုကျွန်တော်အဲ့လိုသူပြားပေါ်တင်ပြီး ကျွန်တော်ကိုယ်ရမီးရှို့ရက်ခတ်ပြီးတော့ပေါ့ပေါ့ handmade smoke DIY smoke machine က မလောက်တော့ အကြီးကုန်သွားတာဒီကောင်ကဟဲ့အောင်ဘာရှိလဲတိရွက်6တော့မရဘူးအစိမ်းကိုရှုပ်ပြီးတော့တိရွက်စိမ်းကိုရှုပ်ပြီးတော့ချ တချေစာကိုင်းနဲ့တချေစာသားတွေရတယ်လို့ပဲတရချောင်းတွေမီးရှို့တာတကယ် မီးရှို့ တကယ်ရှုပ်လိုက်ရတယ်ဗျာ ဒီနောက်တစ်ခုကျွန်တော်ထပ်သိချင်တာလည်းရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဒီ music အနေနဲ့သွားတဲ့အခါမှာဒီကျွန်တော်တို့တော့ဒီ music artist တွေတော်တော်များများ music ကိုပဲအဓိကထားပြီးတော့လုပ်ကြတာပေါ့နော်ဒီတခြားဒီ business perspective ရပဲဖြစ်ဖြစ်ဒီ industry ရဲ့ perspective ဒီ industry ရဲ့ဒီ business အခြေအနေပေါ့ဒီထဲမှာရက်တည်ဖို့ကျွန်တော်တို့ local ထဲမှာရက်တည်နိုင်ဖို့ပါဖို့အဲ့လိုမျိုးဆိုရင်အဓိကလူတွေကပြောနေကြတယ်ပေါ့နော်အခုချိန်မှာဒီ reality တွေအရေးကြီးတယ်ဒီကျွန်တော် revenue တွေအရေးကြီးတယ် show ပဲ organizer တွေလုပ်တဲ့သူတွေရဲ့ခုနစိတ်နေစိတ်သဘောထားတွေအရေးကြီးတယ်အဲ့လိုမျိုးတွေပြောနေကြတော့ဘလို့အမြင်တွေရောဘလို့တွေရှိလဲပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ပြောပြပေးပါအဲ့ဘက်ဘိုင်းကြတော့ကျွန်တော် personally ဒါကျွန်တော်ရဲ့တယောက်တည်းဟိုဖြစ်ရင်ဖြစ်မှာအဲ့လိုတိတ်ပြီးတော့ဘာမှလည်းမမျော်လင့်တော့ဗျာအဲ့ဘက်ကနေကျွန်တော်လှုပ်ဖို့ဒီတိုင်းပဲနားထောင်ပြီးဟိုဘက်ရုပ်ဘက်ကရတာတွေမရတာတွေတိတ်ပြီးဒီမဆိုင်ဖြစ်တော့ဗျာတင်မှာဘာလို့ဆိုတော့တက်လုံးလဲဘာမှမရဘဲနဲ့လေဒီတိုင်းကို enjoy ဖြစ်လို့ကိုလှုပ်လာတာပဲဆိုတော့ကျွန်တော်ကိုယ်တိုင်နားမလဲတာလည်းပါတယ်ဗျာတင်မလားအဲ့ဟာတွေအမှန်တော့သိရမှာပါကျွန်တော်ကိုယ်တိုင်လည်းဒီ EP တွေကျွန်တော်ဟာတွေကျွန်တော်လှုပ်ထားပြီးမှအဲ့ပေါ်မှာကျွန်တော်လိုက်ပြီးတော့ check up လုပ်တာဟိုဟာပြန်ပြီးဟိုဟာလုပ်တာမရှိဘူးဗျာတင်မလားကျွန်တော်တို့ကိုယ်တိုင်လည်းလိုတာပါမှာပေါ့တင်မလားဟိုဘက်ကလည်း
သူကပါမှာပေါ့ကျွန်တော်အဲ့ဘက်ပိုင်းတော့တိတ်နားမလဲဒီတိုင်းကျွန်တော် enjoy ဖြစ်တယ်လုပ်တယ်နားထောင်ကြနားတော့မှအဲ့ဘက်မှာရတယ်ဆိုလည်းပြောတာပေါ့မရအောင်ဆိုတော့မပြောဘူးပေါ့ဒါပဲဒီတိုင်းပဲဆက်လုပ်ရရှိရတော့လုပ်နေပါဟုတ်ကျွန်တော်ကကြတော့ကျွန်တော်လည်းအဲ့လိုဘယ်လိုပြောရမလဲဟိုကိုရီတကောင်လေးထပြောပြီးထပြင်လို့ရမယ်ကိစ္စတော့မဟုတ်မှန်းတော့သိတယ်ဗျာဒါပေမဲ့ကိုရီဘာလုပ်လို့ရမလဲပေါ့အခု bro ခုနပြောသွားလို့ပဲအဲ့ revenue တို့ royalty တို့ဒါတွေကျွန်တော်အများကြီးခုချိန်မှာမျှော်လင့်လို့မရတဲ့အနေအထားရောက်နေတာဗျာဟိုရတော့ရနေမယ်ဒါပေမဲ့ဟိုအိမ်5ကလောက်ပဲရတာတော့မီတာဘိုးလောက်ပဲရဟုတ်အဲ့လိုမျိုးဖြစ်နေဒီဘက်ကို live ကြီးတစ်ခုလုံးဟိုအပေါ်မှာသွားပြီးအဲ့ပေါ်မှာသွားပြီးမိခိုးလို့မရနေဘူးဒီမှာအဲ့အချိန်နေဆိုအများကြီးတော့လည်းမမျှော်လင့်နေတော့ဒီဟာလုံးဆရာရှိရပဲဆက်လုပ်တယ်ဆိုတော့သဘောပါပဲမနော်ရရင်တော့ပိုကောင်းတာပေါ့ဗျာဒါလည်းဟုတ်တချင်းအများကြီးမထုတ်နိုင်တာလည်းပါမှတင်တယ်ကိုရီဒီဘက်ဟိုကျွန်တော်တော့အဲ့လို community ကိုနှစ်ခုကြီးခွဲခြားပလိုက်တယ်ဗျာ quality community နဲ့ quantity community နဲ့ပေါ့အဲ့လိုကြီးခွဲခြားလိုက်တဲ့အချိန်ကြောင့်ဟို quantity သမားတွေကတချင်းရည်သွေးမမိပဲနဲ့စွတ်ထုတ်နေတာဟို quality သမားတွေကမမိတာအဲ့လိုဆော့ဘောတွေ3ပုတ်ထုတ်လို့ကျွန်တော်2ပုတ်လောက်လိုက်ထွက်တယ်ဆိုရင်ကိစ္စမရှိဘူးဗျာသိလားဟုတ်တယ်နော်အခုကဒီကောင်တွေက5ပုတ်လောက်ကြီးတစ်ချိန်လုံးတစ်ပတ်တစ်ခါတော့ထွက်နေတဲ့အချိန်မှာကျွန်တော်တို့က3-4လတစ်ပုတ်ဆိုတော့အဲ့ဒီ market ကိုလူတွေအဓိကနားတွေအများကြီးရှိတာဟိုမီလီယံနဲ့ချီရဲ့နားတွေကိုကျွန်တော်တို့ရဲ့ track တွေကနည်းနေတော့သူတို့အဲ့ဒီအစုပ်ပြက်နေတဲ့ market ကြီးကိုကျွန်တော်တို့ track တွေကမအုပ်နိုင်ဘူးလို့ကျွန်တော်ထင်တာပေါ့လေဒါပေမဲ့ဟိုတစ်ချိန်အများကြီးပြီးထုတ်လိုက်ရင်လည်းကျွန်တော်တို့ quality ကျမှာလဲစိုးရိမ်နေတယ်မှာအဲ့လိုပေါ့အဓိက quality control ကတော့ကျွန်တော်တို့အရေးကြီးရပါတော့အရေးကြီးများသောအားဖြင့်ကဒီ local မှာ artist တွေတော်တော်များများကဘာကြုံရတယ်ဆိုတော့ quality control ကောင်းကောင်းလုပ်လို့မရဘူးပေါ့နော်သူတချင်းတွေပုံမှာဒီ quality control လုပ်လိုက်ပြီဆိုရင်ဒီခုနပြောတဲ့တချင်းလောက်ရတဲ့အချိန်တွေပိုကြာလာတယ်ဒီ band တစ်ခုဆိုရင်ပို့ပြီးတော့ဆိုတာတယောက်တည်း solo project တွေတောင်တော်တော်ကြာတာဆိုတော့လေဟုတ်ပါဒါဟို production အပိုင်းမှာပေါ့နော်ကျွန်တော်မြင်ရတဲ့အပိုင်းတကယ်တမ်းဟို revenue ပိုင်းတွေတခြားဒီ monetization တွေရတဲ့အပိုင်းတွေမှာဆိုလဲတကယ်တမ်းဒီ band တစ်ခုပဲဖြစ်ဖြစ် artist တယောက် career တစ်ခုပဲဖြစ်ဖြစ်ဒီ manager တွေပိုင်းနဲ့တချို့တွေ run ကြရပေါ့ဗျာသိရမလားတချို့ကလည်း manager ဆိုတာတကယ်တမ်းဆိုရင်ဒီကနေပြီးတော့ band ရဲ့ profit တွေကနေသူ့တပုံလောက်ပေးနေရတာဗျာအဲ့တော့ကောင်းကောင်း run ပြီးနိုင်တဲ့သူရှိမှပဲတကယ်ပို့ပြီးတော့ business နဲ့ဆိုင်တဲ့ process တွေသူကစဉ်းစားအဲ့လိုမျိုးလုပ်ရတာဆိုတော့ဒါတွေကတော့ဟိုခုနပြောလို့ပေါ့နော်ဒီကျွန်တော်တို့ဟိုတကယ် setup ကြီးကောင်းကောင်းကြီးတစ်ခုကြီးအဲ့လိုမျိုးရှိနေမယ်ဆိုရင်တော့ပို့အဆင်ပြေတာပေါ့ brother တို့ quality band တွေရှိရဲကျွန်တော်တို့နိုင်ငံမှာ quality band တွေရှိရဲသူတို့ဒီ quality ကိုမြင့်တင်ပေးမဲ့အဓိက platform တွေလိုတယ်လို့ကျွန်တော်ထင်တာပေါ့နော်အဓိက platform များရှိဖို့အဲ့လိုဒါပေမဲ့အဲ့လိုဟာတွေတော်တော်များများကလည်းကျွန်တော်မြင်တာကတော့ခုန brother ဟို able ပြောလို့ပဲသိရမလား quantity ပိုကောင်းတဲ့သူတွေကိုပဲလောက်ကြဆိုပြီးတော့အဲ့လိုမျိုးနောက်ဆုံးတော့လည်း business မှာပဲသွားနေຫນွေပါကြတယ်ပြည့်မယ်ဘယ်လိုပဲဒီဘက်မှာလုပ်နေ business ဆိုပဲသွားလွယ်ຫນွေအဲဒီကပတ်စံနေပြည့်မယ်အဲသွားຫນွေနေကြတော့ဟုတ်တယ်တိုင်းပတ်ပါကြဟုတ်တယ်ဟိုကျွန်တော်သိချင်တာလေးရတာပါပဲဟိုနောက်ထပ် brother မေးမယ်ဆိုတော့ Brian တို့ KC ဆိုတော့ရများပါBrian ဆိုဟိုပါပေါ့ solo project အနေနဲ့ရောကိုဘိုးကြီးအနေနဲ့ဘာရှိအောင်လဲဗျအခုဒီဘန်ကောက်မှာလည်း brand နေရဆိုတော့လေအရင်ရန်ကုန်ကလို့မဟုတ်တော့ solo project ကကျွန်တော်လုပ်ဖြစ်မှာအရင်နည်းနည်းစီပဲလုပ်ဖြစ်တော့မှာဟိုဒီမှာအလုပ်တွေလည်းပြန်လုပ်ရတော့မှာမကြခင်ဒီမှာဒီမှာလုပ်ထားရတယ် feature ကိစ္စတွေပါလေလောက်ရတာအခုတောက်လျှောက် brand နေရတာဆိုတော့လောက်ရတော့မှာနည်းနည်းတော့ခက်ခဲသွားမှာပေါ့ဒီမှာလောက်ရတာဟုတ်လောက်မှာပါပြတ်ဖို့ကတော့ရက်သွားတယ်မရှိပါဘူးလောက်မှာဟုတ် bro even နေနဲ့ဆိုရင်ရောဗျကျွန်တော်ကတော့အခုအရင်ပြောလို့ပဲဟုတ်ကျွန်တော်လောဆယ်ဟို spoil လို့ရတာတော့နှစ်ခုပေါ့နော် second album ရဲ့ second album မလာခင်ဟိုကျွန်တော်အရှိ album ရဲ့ unplug ကျွန်တော်ပြန်ထုတ်မှာပေါ့နော်အရှိ album ကိုအဲ့လိုလမ်းဘေးမှာဆိုလို့ရမယ်ပုံစံမျိုးလေးအဲ့လို follow နဲ့အဲ့လိုတီးလို့ရမယ်ပုံစံမျိုးလေးအဲ့လိုပြန်ထုတ်ပေးမယ်ထုတ်ပြီးတော့ second ခွေကိုကျွန်တော်ကူးတော့မယ်ပေါ့အဲ့လိုတော့ကျွန်တော် plan ထားရကြ
ဟုတ်ကဲ့ ဟောဒီဟာဘယ် platform တွေကနေပြီးတော့ဒီ YouTube တို့ဘာတို့ကပဲဖြန့်မလားဘယ်လိုမျိုးဖြန့်မှုရှိစီစဉ်ထားလဲ bro ဒီကလို့ဟိုဖြင့် black ဟိုပေါ့ unplug ကဟို limited physical ရယ် YouTube ရယ် Spotify ရယ်အဲ့လိုပေါ့ Apple Music ပုံမှန်တင်နေကြနေရာတွေပါပဲ bro အရင်ထူးထူးခြားခြားကြီးတခြားနေရာတွေကနေတော့မတင်ဖြစ်လောက်ဘူးထင်တယ် ဟုတ် yes ဘောလုံးကျွန်တော်တို့နောက်ဆုံးမိကိုလေးရပြရတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီ Burmese Black Dog ကိုကြည့်ဘူးလားပေါ့နော်။ဒါမှမဟုတ်လို့ရှိရင်ဒီကျွန်တော်တို့ podcast ကိုဒီအထင်နဲ့ပေါ့နော်။ကျွန်တော်တို့ရဲ့ဟုတ်ကျွန်တော်ကတော့ပွင့်လင်းပြ bro ဟို mention လုပ်မှကျွန်တော်သင် check ပါညာဝင်ကြည့်ဖြစ်ပြီးပါဟုတ်တယ် fine တယ် bro ဒီလို platform လေးရှိရလူငယ်အတွက်လည်းကျွန်တော်တို့လည်းစကားပြောရပေါ့ပါဖြစ်တယ်ဒီမှာကျွန်တော်တို့ဒီ music တောင်းလည်းနားလဲတယ်တကယ်စိတ်ဝင်စားတဲ့လူတွေနဲ့ဆိုတော့စကားပြောရတာပို့ဖြစ်ပြီးတယ်တခြားလူတွေဒီပုံလဲကြုံပါတယ်ဒီသွားပြီးတော့မျက်နှာရေးထိုင် interview music ကိုပါမယ်တောင်းကြည့်ကြ light တင်နဲ့ရိုက်ပြီးတော့စောက်တလဲ light တင်နဲ့ညို့တယ်ကျွန်တော် interview ပါတယ်ဆိုတော့ link ပါ chat ကိုမသိဘူးကြာသိရမလားအဲ့ဒါကိုစကား yes just ဒါတေးဝါးလာတဲ့တွေ့ဟာပြတ်တာ bro နဲ့ကြတော့ပေါ့ပါ fine တယ် bro ဟုတ်ကဲ့ဗျ ကျေးဇူးတင်ပါတယ် bro ဒီဟာကျွန်တော်တို့ရဲ့ဒီ Burmese platform မှာလည်းပထမအောင်ဆုံးအနေနဲ့ကျွန်တော်ဒါ bank member တွေပေါ့နော်တကယ်အရင်တော့ကျွန်တော်များသောအပြင်တော့လို့rapper များတယ် platform အခုကဒါပထမဆုံးအနေနဲ့ bank member အနေနဲ့တကယ်လာပြီးတော့ join ပေးရကျွန်တော်တို့ appreciate လုပ်ပြီးတော့လာပြီးတော့ join ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် activities တွေမှာလည်းကျွန်တော်တို့ပြန်ပြီးတော့ဆုံကြမယ်ကျွန်တော်တို့ဒီ brother တို့ရဲ့တယောက်ချင်းစီရဲ့ movement တွေပဲဖြစ်ဖြစ်အဲ့လိုမျိုး activities တွေမှာလည်းပြန်ပြီးတော့ဆုံနေပါသေးတယ်ဟုတ်ကဲ့ဗျ thank you bro ကျေးဇူးအများကြီးတင်ပါတယ် yes ပါတယ်ကြရ sir နေရာတော့ နိုင်ကြောက် rock on yeah ကျေးဇူးတင်ပါတယ် brother အချိန်ပေးရ ပေးပါ see you ပါ ဟုတ်ကဲ့ပါ thank you see you ပါ bro brother ဟုတ်ကဲ့